အခုတင်ပြမဲ့သင်ခန်းစာကတော့ကျွန်တော်ဒီမှာရာဖင့်ပေါ့နော်ရာဖင့်ဆိုတာမသေးနဲ့哦ရာဖင့်အမှဖင့်မဟုတ်ပေါ့နော်ဖင့်ကိုတွားလေးစီပြီးတော့ဆိုပြီးတော့ငတ်တတ်နဲ့ဆိုရမယ်ဖင့်ရာဖင့်မသေးနဲ့哦ဥမာမလာသေးနဲ့အောင်ဆိုလို့ရှိရင်မလာသည်လာကိုအနောက်ကထားပြီးတော့ရာဖင့်မမလာသေးနဲ့哦ရာဖင့်ပိုင်းမသွားသေးနဲ့哦အဲ့လိုမျိုးပေါ့နော်ရာဖင့်အသုံးပေါ့မှာဆိုရင်နမူနာစာကြောင်းဈေးကိုမသွားသေးနဲ့အောင်ဈေးကိုမသွားသေးနဲ့အောင်ဆိုလို့ရှိရင်သူကကရိယာရဲ့ရှေ့ရာဖင့်ကိုထားသုံးတာပေါ့နော်မိပြောခြင်းနဲ့စာကြောင်းရဲ့ရှေ့ရာဖင့်ကိုထားသုံးတယ်အဲ့တော့ပိုင်တလာဆိုတာဈေးသွားတာအဲ့တော့ဈေးမသွားသေးနဲ့အောင်ဆိုတော့ရှေ့ရာဖင့်ကိုထားသုံးမယ်ရာဖင့်ပိုင်တလာရာဖင့်ပိုင်တလာဒီမှာထိုင်းစာဒီမှာတော်လောအော်တော့ဖြစ်နေပါတော့လွယ်နေထိုင်းစာတော်လောအားတော့ဖြစ်ရမှာနော်တော်လောအော်တော့ဖြစ်နေတယ်ရာဖင့်ပိုင်တလာဈေးကိုမသွားသေးနဲ့အောင်ဒီမှာမအိတ်သေးနဲ့အောင်ဆိုလို့ရှိရင်ဒီမှာနော်ဆိုတာအိတ်တာအဲ့တော့ရာဖင့်နော်မအိတ်သေးနဲ့အောင်အော်ယောအာယာမအေယာဖောငေါဖင်းမအေဖင်းနော်ရာဖင့်နော်မအိတ်သေးနဲ့အောင်မစားသေးနဲ့အောင်ဆိုရင်ကောဤနော်ကင်းဆိုတာစားတာအဲ့တော့မစားသေးနဲ့အောင်ဆိုတော့ရှေ့ရာဖင့်လေးကိုထားသုံးမယ်ရာဖင့်ကင်ဩယောအာယာမအေယဖောငေါဖင်းမအေဖင်းကောဤနော်ကင်းရာဖင့်ကင်မစားသေးနဲ့အောင်အဲ့လိုပဲမိပြောခြင်းနဲ့နောက်ကကိရိယာလေးစကားစုတွေထည့်ပြီးတော့ရာဖင့်ကိုရှေ့ရထားသုံးလို့ရှိရင်မှားသေးနဲ့အောင်ပေါ့နော်